လာရှိသောကောင်းမြတ်တဲ့နနခင်းလေးပါကိုယ်စိတ်နှပြကျမ်းမာချမ်းသာတိရိကျက်တရေဒီတိုင်းမဲ့ပြည့်စုံကြစီရာဘိဗေယအပေါင်းလေးဝေးကွာလို့သာဒါနာပန်းမျိုးတွေလည်းစိုက်ထူနိုင်မှုရာတရားလုပ်ငန်းဝင်စင်သူများပါခရီးသွားပြည်သူတွေလူရဆန္ဒပြေဝနိုင်စေဗျာမင်္ဂလာရှိသောကောင်းမြတ်တဲ့နနခင်းလေးပါကိုယ်စိတ်နှပြကျမ်းမာချမ်းသာတိရိကျက်တရေဒီတိုင်းပဲပြည့်စုံကြစီရာဒီဘေးအပေါင်းလေးဝေးကွာလို့သာဒါနာပန်းမျိုးတွေလည်းစိုက်ထူနိုင်မှုရာနေရာလုပ်ငန်းဝင်စင်သူများပါခရီးသွားပြည်သူတွေလူရဆန္ဒပြေဝနိုင်စေဗျာခင်းမှာကုသိုလ်တရားများလေးရရှိနိုင်ဖို့စိတ်ရည်လေးရာတန်ဃာတော်ရှင်မြတ်တို့ကိုစွန့်တော်များလည်းလောင်လူကဒီနုတာယာမင်္ဂလာရှိတဲ့နနခင်းလေးပါစေတနာတရားများနဲ့ယူစင်တန်ရှင်းလို့နေတာဘုရားဘာသာတို့မြမပြည်မှာဘာသာသာသနာများစွာညီညွတ်ခါပဲဆောင်ရွက်ကြတာသဘူဒီပါလက်ရတောင်ကျွန်းမှာအောင်နမိတ်တွေထုံးပေါ်လာဒါနာပန်းများစင်မြဲပွင့်နေရှာမင်္ဂလာအပေါင်းနဲ့ပြည့်စုံသောနနခင်းချိန်ခါသမယလေးမှာလူဒါနပြုကြတော်မူပါ